singular nouns တွေကို plural form ပြောင်းမယ်ဆိုရင်အများစုက s ထည့်တယ် chairs အကယ်၍စလုံးတွေက အဲ့ဒါတွေနဲ့စုံနေဆိုရင် es ထည့်တယ် boxes y နဲ့စုံနေဆိုရင်တော့ y ကို i ပြောင်းမယ် es ပေါင်းမယ် babies y နဲ့တော့စုံနေဒါပေမဲ့ y ရဲ့အရှိမ a e i o u စတဲ့ vowels တွေရှိနေတယ်ဆိုရင်တော့ s ပဲပေါင်းထည့်မယ် keys f f e နဲ့စုံတဲ့စလုံးတွေဆိုရင် f f e ကိုဖြုတ်ပြီးတော့ v e s ပေါင်း lifts ဒါပေမဲ့အဲ့လိုစလုံးတွေကို s ပဲပေါင်းထည့်တဲ့ exception တွေလည်းရှိတယ် roofs စလုံးထဲမှာပါတဲ့ vowels တွေကိုချိန်တာမျိုး man စလုံးတွေလုံးဝပြောင်းပြတဲ့ irregular forms တွေ child children singular ရော plural ရောစလုံးပေါင်းမပြောင်းလဲတဲ့စလုံးတွေ fish o နဲ့ဆိုရင် es ပေါင်းတယ် heroes ဒါပေမဲ့ es အစား s ပဲပေါင်းထည့်တဲ့ exception တချို့လည်းရှိသေးတယ် photos အဲ့လို o နဲ့ဆုံးတဲ့စလုံးပဲရှေ့မှာ vowels တွေရှိတယ်ဆိုရင်တော့ es အစား s ပဲပေါင်းထည့်မယ် bamboos